မိုဘိုင်းဆိုင်ဝယ်လာလားဟုတ်တယ်မိကွက်တွေဖိနေမိုဘိုင်းဆိုင်ဝယ်လာတာမိမဟုတ်လားယောက်ျားမိမဖုန်ပြက်နေကြာပြီယောက်ျားကလေမိမကိုလေရင်တော့လိုလဲဂယုမဆိုင်တော့မိမတို့ကစကားကြီးလည်းမကြည့်ရဘူးဖုန်းလေးကဟောင်းနေရောယောက်ျားပြက်နေကြာလာနေဂယုလည်းမဆိုင်တော့ဟုတ်ပါဘူးမိမရဲ့ဂယုမဆိုင်တာမဟုတ်ပါဘူးယောက်ျားပြင်းပြပါမယ်နော်မိမနော်တရက်နဲ့တော့စောင့်ပါမိမရဲ့နော်ဟုတ်တယ်ကွာသူ့ဖုန်းကပြက်သွားတာကြာပြီကွာပြန်နေအဆုတ်ပဲရမှာပဲအဲ့တော့ငါဖုန်းလေးသွားရောက်ပြီးတော့အတိတ်တလုံးပဲငါမိမောင်ကလက်ဆောင်ဝယ်ပေးလိုက်မှာကွာငါမကင်တော့ဘူးကွာနော်မိမဟေးယောက်ျားပြန်လာပြီလားယောက်ျားပြန်လာပြီမိမရဲ့လက်ဆောင်ပါတယ်မိမကြီး ဘာလက်ဆောင်ပါလာလဲယောက်ျားရဲ့ဒီမှာမိမကြီးဒီမှာဖုန်းပြက်သွားတယ်ဆိုလို့ယောက်ျားဖုန်းဝယ်လာတာမိမကြီးဖုန်းဝယ်လာတာရဲ့ဒီဖုန်းလေးပါလားယောက်ျားဘယ်ပြောတာဟိုပြောတာပေါ့ယောက်ျားရဲ့မလေးကြက်လက်တာမိမတောင်းလို့အားကြောင့်မိမပြောယောက်ျားမိမကိုချစ်တာပဲအားကြောင့်မို့ယောက်ျားမိမကိုချစ်တယ်ဆိုတာမိမယုံတာကူမပိုတော့ချစ်သွားသည်အစိုးရမယုံဘူးပေါ့ယုံတာပေါ့ယောက်ျားမိမလေးဒီလိုဖုန်းလေးလိုချင်နေတာကြာပြီယောက်ျားမိမလေးအရန်ပြောတာပဲယောက်ျားမိမဒီဖုန်းလေးရတာတိလားဟုတ်မိုက်တယ်ယောက်ျားမိမကြိုက်ဟမ်မိမကြိုက်လားဟဲ့ဒါနဲ့ယောက်ျားဖိနေမိုဘိုင်းဆိုင်ဝယ်လာလားဟုတ်တယ်မိကွက်တွေဖိနေမိုဘိုင်းဆိုင်ဝယ်လာတာမိမဟုတ်လားမိကွက်တွေမှနေတာကြာပါပြီယောက်ျားတခါမှအဲ့ဘက်မှာဆိုင်နေအဲ့လိုမရှိပါဘူးဩအဲ့ဆိုင်ကောင်းတယ်ဝေချောင်းမှုလည်းကောင်းတယ်နာမည်လည်းကြီးပြီးကြောဝယ်လာတာမိမကြိုက်တယ်မဟောကြိုက်တာပေါ့ယောက်ျားကြိုက်ရင်ဝမ်းသာတယ်မိမရဲ့မိမအရန်ချစ်တာပဲယောက်ျားလေးကိုအခုလိုပဲပေးလို့မိမအရန်ချစ်တော့အဝါပေးပလိုက်မှာယောက်ျားဖုန်းတစ်လုံးဝယ်ပြီးချစ်တော့ယောက်ျားလည်းချစ်ပါတယ်မိမရဲ့ချစ်ချင်းမေတ္တာဆိုတာကိုယ်တိုင်ပြောပြတာလည်းဆိုင်ကိုယ်တိုင်လုပ်ပြတာပို့ပြီးတော့ကောင်းပါတယ်ဗျာ